ဒူရင်တီစားပြီးအရက်တောက်တာဟာကိုမီးရှို့တတ်တာပဲရင်ဘတ်ပေါက်ကွဲပြီးငရဲရောက်သွားမယ်နော်တတိထားမင်းကွက်သီးနဲ့တကြားတွဲစားလိုက်တာဟာတေမင်းစီ VIP လက်မှတ်ဖြတ်လိုက်တာပဲစားပြီးရင်ပြန်နိုးလာမှာမဟုတ်ဘူးတေချင်ရင်တော့စားလိုက်ခေါ်အမဲသားနဲ့တရုတ်ချက်တော်မိတ်တွဲစားရင်ခန္ဓာကိုယ်ထဲမှာအစိတ်အတောက်တွေဖြစ်လာမယ်အသိဉာဏ်ရှိစားကြစမ်းမဟုတ်ရင်ဘဝဆုံးသွားမယ်နော်ခိုသားနဲ့ငုံသားတွဲစားရင်ရင်ဘတ်ထဲမှာမီးလောင်နေတယ်လို့ခံကြရမယ်ရင်ပူပြီးလူးလိမ့်နေကြလားအစားမပြီးအသက်နဲ့မလဲနဲ့နွားနို့နဲ့ငါးအစိမ်းတွေ့ကြရာတွဲမစားနဲ့အစိတ်တင်ပြီးမျက်နာတွေပြာနှမ်းသွားမယ်တေချင်စောနဲ့စမ်းချင်တော့စားလိုက်ခါရွှေဖရုံသီးနဲ့ပဇွန်တွဲစားရင်ဝမ်းကြိုက်ပြီးအိမ်သားထဲမှာပဲအချိန်ကုန်သွားမယ်ဘိုက်ထဲမှာစစ်ပွဲဖြစ်ချင်လားဒါတွေရှောင်ကျင်ကြစမ်းကင်းပုံရွက်နဲ့နှမ်းတွဲစားတာဟာအကျော်တွေကိုဓာတ်နဲ့ထိုးလိုက်တယ်လို့ပဲကိုလက်မအီမတာဖြစ်ချင်ရင်တော့စားလိုက်လေမတားတော့ဘူးကနန်းနဲ့ခရမ်းသီးတွဲစားတာဟာဘိုက်ထဲမှာအစိတ်ဖော်ဆက်လိုက်တာပဲအစာစိတ်တင်ပြီးဆေးရုံတက်ချင်လားမလုံနဲ့အဲ့ဒါအစိတ်ပဲကြဟင်းခါးသီးနဲ့မို့တွဲစားတာဟာတကိုယ်လုံးအကျော်တွေတောင့်တင်းသွားစေမယ်လှုပ်မရပဲကြောက်ရွံ့ဖြစ်ချင်လားမသိပဲရှောက်မစားနဲ့ဦးကြက်ဥနဲ့တမာရွက်တွဲစားရင်အကျော်တွေဆွဲပြီးဒုက္ခရောက်လိမ့်မယ်အဲ့ရထဲမှာပဲတောင့်တောင့်ကြီးနေချင်လားတတိထားစားကြစမ်း